ကမ္ဘာဖလားပွဲမှာနယ်သာလန်အသင်းကအာဂျင်တီးနားအသင်းကိုဘယ်လိုကွက်နဲ့ညံ့များပြီးဂိုးရယူသွားလဲဆိုတာပြောပြပေးပါမယ်။ဒါဟာတကွင်းလုံးကလူတွေကိုအံ့အားသင့်သွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာပြသလိုက်တဲ့အခိုက်အတန့်ပါပဲ။ကမ္ဘာဖလားကွာတာဖိုင်နယ်ရဲ့မိနစ်တရာရောက်မှာအာဂျင်တီးနားက2 ဂိုး 1 ဂိုးနဲ့ဦးဆောင်နေပြီးနယ်သာလန်အသင်းကတော့ဂိုးစီးဝိုင်းထိပ်နားမှာပြစ်ဒဏ်ပေါ်ရရှိထားပါတယ်။ဘောလုံးနားမှာတော့ကော့မြိုင်နာနဲ့ကပ်ပိုရိုကအသင်းဆောင်နေကြတာပါ။ကွင်းထဲကပရိသတ်တိုင်းကတော့တိုက်ရိုက်ကန်သွင်းတော်မယ်လို့ပဲမျှော်လင့်နေကြပြီးအာဂျင်တီးနားဘက်ကလည်းလူ9ယောက်ပါတဲ့လူတိုင်းပြင်ဘောလုံးကလူတိုင်းအောက်ကရှိုးဝင်လာရင်ကာကွယ်နိုင်ဖို့အတွက်နောက်ထပ်ကစားသမားတစ်ယောက်ကိုပါမြေကြီးပေါ်မှာလဲအိပ်ပြီးပိတ်ဆို့ခိုင်းထားပါသေးတယ်။ဒါပေမဲ့သတိထားကြည့်လိုက်ရင်နယ်သာလန်အသင်းကအာဂျင်တီးနားလူတိုင်းပေးမှာသူတို့ရဲ့ဒုတိယမြောက်လူတိုင်းတစ်ခုကိုထပ်ပြီးတိစောက်ထားတာတွေ့ရပါလိမ့်မယ်။ဒါဟာပုံမှန်အားဖြင့်တော့ဂိုးသမားရဲ့အမြင်အာရုံကိုပိတ်ဖို့နဲ့လူကက်ကစားသူတွေကိုရှုပ်ထွေးသွားအောင်လုပ်တဲ့နေပြူဟာတစ်ခုပါ။ဒါပေမဲ့နောက်ထပ်ဖြစ်လာမယ့်ຢာကတော့သူတို့တေချာစက်တိုက်ထားတဲ့အတိုင်းကွက်တီပါပဲ။နယ်သာလန်လူတိုင်းထဲမှာရက်နေတဲ့ဝက်ဟော့စ်ကအာဂျင်တီးနားဘက်မှာလူ3ယောက်ကိုတယောက်တည်းကပဲလူကက်ကစားနေတာကိုသတိထားမိသွားပါတယ်။အဲ့ဒီအခိုက်အတန့်မှာပဲသူကကော့မြိုင်နာကိုဘောလုံးပေးဖို့ခေါင်းညှိပြီးအချက်ပြလိုက်ပါတယ်။ဒါကြောင့်ကော့မြိုင်နာကဂိုးတွေကိုကန်သွင်းမဲ့အစားလူတိုင်းကြားကနေဝက်ဟော့စ်ရဲ့ခြေထောက်စီကိုဘောလုံးကိုအသာလေးလိမ့်ပေးလိုက်ပါတယ်။နယ်သာလန်လူတိုင်းကရုတ်တရက်လမ်းဖယ်ပေးလိုက်တဲ့အတွက်ဝက်ဟော့စ်ရဲ့ရှေ့မှာနောက်ခံလူတယောက်တည်းပဲကြံပါတော့တယ်။သူဟာဘောလုံးကိုထိန်းလိုက်တဲ့အချိန်မှာနောက်ခံလူကသူ့စီကနေဘောလုံးမလူနိုင်အောင်ခနာကိုနဲ့ကာကွယ်ပြီးညာချင်တဲ့အထဲကိုလှည့်ဝင်လိုက်ပါတယ်။အာဂျင်တီးနားကစားသမားတွေအားလုံးမင်းသက်သွားကြပြီးဂိုးသမားမာတီနက်စ်တယောက်ဘာမှတောင်မလုပ်နိုင်ခင်မှာပဲဝက်ဟော့စ်ကဘောလုံးကိုဂိုးတောင်ထဲကိုအေးအေးဆေးဆေးပဲလိမ့်သွင်းယူသွားခဲ့ပါတယ်။